မင်္ဂလာပါပရိသတ်ကြီးမတိတက်လို့ဆိုတဲ့ခေါင်းစဉ်နဲ့ဘုန်းကြီးဒီနေ့ပြောပါမယ်မတိတက်ခြင်းဆိုတာအမှန်တော့မောဟပဲဒီမောဟတရားကြောင့်မလို့လူတွေကကိုယ်ဘာကြောင့်စိတ်ဆင်းရဲတာလဲကိုယ်စိတ်ဆင်းရဲစေတဲ့အကြောင်းတွေကဖြစ်တရားတွေလေအမှန်တကယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဟောတဲ့တရားတွေကအာယုံကိုချက်ချင်းပြောင်းလို့ရတယ်စိတ်ဆင်းရဲတယ်ဆိုရင်စိတ်မဆင်းရဲအောင်ကုသိုလ်တစ်ခုခုနဲ့နေလို့ရတယ်ဘာလို့စိတ်ဆင်းရဲတာလဲဆိုတော့အလိုဆန္ဒကရက်မသွားလို့ပဲလိုနေတာမရရင်စိတ်ဆင်းရဲကြမှာပဲအဲ့တော့ကိုယ်စိတ်ဆင်းရဲတာအခုစိတ်ဆင်းရဲတဲ့သူတွေကိုဘုန်းကြီးစကားတစ်ခုလက်ဆောင်ပေးလိုက်ခြင်းကိုပြန်မေးစိတ်ဆင်းရဲမှုကမပြေဘူးဆိုပြန်မေးအဲ့ဒီစိတ်ဆင်းရဲမှုတွေလိုချင်တာတစ်ခုခုနဲ့ဆက်ရှင်နေတယ်လို့ဘုန်းကြီးကပြောလိုက်မယ်အဲ့တော့ကိုကပဲလိုချင်တာတစ်ခုခုနဲ့ဆက်ရှင်နေတာလဲဆိုတာပဲပြန်ပြီးတော့တွေးလိုက်လောကကြီးမှာကဥပမာအားဖြင့်ပေါ့ဆုံးရှုံးမဲ့အရာကဆုံးရှုံးပြီဆိုလို့ရှိရင်ပြန်လိုက်ပြီးတော့ယူလို့မရတော့ဆုံးရှုံးရမယ့်အချိန်ရောက်ရင်ဆုံးရှုံးကြတာကြီးပဲဒီအတိုင်းပဲလူတယောက်တွေလည်းပဲကိုယ်စီကနေထွက်သွားတော့မယ်ဆိုတဲ့သူဟာထွက်သွားခြင်းတန်လာရင်ထွက်သွားမှာပဲကိုယ်စိတ်ကိုမေးကြည့်ကိုသည်ကိုမနေခြင်းတဲ့သူနဲ့ဘယ်တော့မှမနေခြင်းဘူးဒါကြောင့်မနေခြင်းတော့ဘူးဆိုတဲ့စိတ်ဖြစ်သွားတဲ့သူတိုင်းဟာအဲ့နေရာကနေခွာကြတာပဲဒီတော့သူကကိုယ့်ကိုထားခဲ့တယ်ဆိုတာကိုယ်စီမှာမပျော်လို့ပဲပေါ့ဒါကိုကသူ့ကိုကိုယ်စီမှာပျော်အောင်လုပ်ပါပျော်ပါလို့ပြောတော့မရနိုင်မလဲမရနိုင်ဘူးဒီလိုမျိုးအနေအထားမျိုးတွေဖြစ်တာကိုမသိတတ်ဘူးအမှန်တရားကိုမမြင်တတ်ဘူးအမှန်တရားဆိုတာကကောက်သွားသောအရာသည်ပြန်ဖြောင်းဖို့မလွယ်ဘူးပြတ်သွားသောအရာသည်ပြန်ဆက်လွယ်ဘူးတုံးနဲ့ပဲဆိုတာကိုအမှန်တိုင်းသိရမယ်ဒီတော့အချိန်နဲ့ပေးတဲ့လောက်နဲ့ပဲရောင်ရဲတယ်ဆိုတဲ့စိတ်မွေးရတယ်အဲ့ဒီလိုကိုတိတတ်မှုအမှန်တိုင်းစင်ကြင်တတ်မှုအမှန်တိုင်းမြင်တတ်မှုကစိတ်ချမ်းသာစေတာမရတော့မယ့်အရာကိုလက်ကလွတ်ပေးလိုက်ရတယ်မနေတော့မယ့်သူကိုထွက်ကိုသွားခိုင်းလိုက်ရတယ်ဒီတော့မှစိတ်ချမ်းသာမှာမနေခြင်းတဲ့သူကိုနေပါဟဲ့လို့ပြောရင်ကိုကောအဲ့ဒီလိုကိုမနေခြင်းတဲ့နေရာနေခိုင်းရင်ပျော်သလားလို့ကိုပြန်မေးဒီတော့လူနှစ်ယောက်ဆိုတာဘယ်တော့မှသဘောထားမတိုက်ဆိုင်နိုင်ဘူးဆိုတာကိုလက်ခံထားဘုရားတရားတွေရှိတယ်ဘုရားတရားတွေကစိတ်ဆင်းရဲရင်စိတ်ချမ်းသာအောင်ကိုယ့်ဘာသာကိုယ်ပဲလုပ်လို့ရမယ်ဒါကြောင့်လိုချင်နေရင်မလိုချင်အောင်စဉ်းကိုဆုံးမမလိုချင်တော့ရင်စိတ်ချမ်းသာသွားလိမ့်မယ်ပြီးတော့ဆွဲလန်းနေရင်မဆွဲလန်းတော့အောင်ကြိုးစားဒီနည်းတာပဲလို့တခြားနည်းဘာမှမရှိဘူးအဲ့ဒီနည်းတစ်ခုအကောင်းဆုံးရှိနေတာမြတ်စွာဘုရားကလိုချင်တာပဲခင်တွယ်တာတွေချစ်ခင်တာတွေအဲ့ဒီအရာတွေကပဲစိတ်ဆင်းရဲမှုကိုဖြစ်စေတာလို့ဟောပြီးသားဒါကြောင့်မလိုချင်တော့ရင်စိတ်ချမ်းသာတယ်မဆွဲလန်းတော့ရင်စိတ်ချမ်းသာတယ်မကန့်ညိတော့ရင်စိတ်ချမ်းသာတယ်လို့ဘုရားတရားကဟောထားပြီးပြီဒါကိုကိုလိုချင်တာမရလို့ရမှစိတ်ချမ်းသာမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကြိုးစားရင်တော့ရလာလဲစိတ်ချမ်းသာမှာမဟုတ်ဘူးလို့ဘုန်းကြီးကပြောချင်တယ်အဲ့ဒါအမှန်တရားဘုန်းကြီးဘဝသက်တမ်းတစ်လျှောက်လုံးထွက်သွားခြင်းတဲ့သူတွေအကုန်လုံးကိုထွက်သွားခွင့်ပေးလိုက်တာကြီးပဲဆွဲဖို့မထားဘူးငယ်တုန်းကဆွဲထားခဲ့ဘူးတဲ့ဆွဲထားတော့ကိုကလန့်လောက်တာပဲခံရတယ်နောက်ပိုင်းကျတော့ထွက်သွားခြင်းတဲ့သူဆိုထွက်ကိုသွားခွင့်ပေးလိုက်တော့မှကိုယ်ကလည်းတန်ရောစဉ်ဖြတ်ချလိုက်တော့မှကိုယ်လည်းမခံစားရတော့ဘူးအဲ့တော့မှငြိမ့်တာဘုရားဟောတဲ့တရားကတော့မလိုချင်မှငြိမ့်တယ်သိအောင်ကြိုးစားပါမသိလွန်းလို့စိတ်ဆင်းရဲနေကြတာဖြစ်တယ်အဲ့မသိတတ်မှုတစ်ခုကြောင့်ပဲကိုဒုက္ခပေးနေတာဖြစ်တယ်လို့ပြောရင်ဖြင့်မသိမှုနေရာမှာသိမှုဝင်လာပြီးနားမလည်မှုနေရာမှာနားလည်မှုဝင်လာပြီးတော့အားလုံးအေးပါစေလို့ဘုန်းကြီးဆုတောင်းပေးတဲ့ကဘာသူကဘာသားအပေါင်းအေးချမ်းပါစေ